ဒီလားဘလောင်ပြင်းနေဆိုတာမရှိဘူးလို့မင်းပါစကနေတော့ရပါပဲရပါပဲဒီလားရပါငါချီဒီလားတော့ညပါတော့ညပါမင်းပြောတယ်ငါစိတ်တော့မင်းတို့နာမည်ပြောလို့တော့ငါမင်းတို့လူမျိုးကတော့ပြောနိုင်ချင်ပဲဟမ်ဟာလေဟုတ်ကဲ့ကားလျံဟုတ်ကဲ့ကားလျံဟုတ်လားဒီဘလောင်ပြင်းနေမရှိဘူးလို့ပြောတာဖျောင်းနေရှင်မရှိဘူးလို့ပြောပြောကြည့်ဘာပြင်းနေမရှိဘူးဆိုတော့ပါစကပြောကြည့်တော့ကြံဘခေါင်းလို့လူကြီးခွန်ပြန်ကိုပြင်းနေကိုဖိချုပ်ချင်းလို့တိုက်နေနားလေမင်းကပြောတော့မဟုတ်ဘူးဒီမှာပြောနေငါတို့လည်းမပြောဘူးနော်ကြည့်ဘူးပြောပေးတာမင်းတို့ကလေးကိုမင်းတို့မဆုံးမတက်လို့တချင်းပြင်းနေရှိတယ်မလားရှိတယ်ဘာဖြစ်လို့မတော့အုပ်ချုပ်နိုင်လေတာတော့ဟုတ်တယ်ဒီမှာနော်ဒါမကားတဲ့လူကြီးနဲ့ပြောဘာဖြစ်လို့တော့မအုပ်ချုပ်နိုင်လေတာလဲဟမ်ဘာဖြစ်လို့တံမျိုးနေရမှာလားလောက်ဆက်တယ်လေအဲ့ဒီပြည်သူတွေငါတို့ထင်တယ်မင်းတို့ဒီကမလို့ရဒီကမလို့ရငါတို့လာပြောဘူးတာရှင်လာခိုင်းဦးလေလာလေခါလားငါပြောရုံပဲဘာမလို့လားငါပြောမယ်တို့ပြည်သူငါမဲအောင်မယ်ဟေ့ဦးလေးကပြည်သူလူတို့ဟုတ်လားကျွန်တော်တို့ကထင်တယ်ငါတို့လူမျိုးလည်းမခွဲခြားဘူးဦးလေးတော့ဒီမှာနေတာကျွန်တော်တို့ကဦးလေးတော့စီမံစံတပီလူတယောက်လို့အပ်ခေါ်ဘူးလားဟေးဒါဆိုတော့ငါတို့ရဲ့အုပ်ချုပ်မှုအောင်မြင်တယ်မင်းတို့ဘာဖြစ်လို့လာရှောက်ချင်နေတာလဲပြင်းနေလားမပြောနဲ့ဒီချိန်နော်ဒီမှာတိုက်ခဲတာမင်းတို့ကစစ်ကောင်စီလာတော့ငါလုံးမလာမျက်နှာတော့မဖော်ရတဲ့ကောင်တွေကအခုကြမှာစစ်ကောင်စီနဲ့ငါတို့အခုမှလာလက်တရှိနေဝထက်တယ်ပါဗျာဘာလဲမပါနဲ့မပါနဲ့လမ်းမယုံထိုးနဲ့ပါဇက်ကိုမတို့ဘိုးကြီးဟုတ်ကဲ့အဲ့ဒါကြောင့်ဘိုးကြီးကိုပြောတယ်ကျွန်တော်တို့စစ်ကောင်စီနဲ့လမ်းမလာကိုဇက်နဲ့ပြောစစ်ကောင်စီနဲ့ကျွန်တော်တို့လည်းဝချလို့မတနာတက်ဘူးလားဟမ်မပြောတော့စစ်ကောင်ဘူးမတမ်းမတက်ဘူးဘောတော်စစ်ကောင်စီရှိတာမဟုတ်ဘူးနော်မင်းတို့လာချင်တယ်မဟာမိတ်ဆိုတဲ့စက်တိုင်မျိုးရှိတယ်နော်မင်းတို့လာချင်တယ်ဆိုရင်တော့ငါတို့ကျင်းနှံပို့လေငါတို့ခွင့်ပြုချက်ရှိဖို့ခွင့်ပြုချက်မရှိဘူးမလားလေဝင်လာတဲ့လူမျိုးနော်လာမပြောမဟာလေဟဲ့ကုန်ပြီလို့အဲ့ဒီပြည်နယ်အကြောင်းမလာမပြော哦，那要。